JLPT ဆောင်ပွဲပုံစံတိုင်းလေ့ကျင့်ပေးပြီး JLPT အမှတ်ပေးစီမင်းတိုင်းအမှတ်တွက်ပေးမဲ့ကျွန်တော်တို့ Android မေကွန်ဟောင်း Zoom class လေးရတော့12ယောက်ရှိသွားပြီပေါ့နော်အယောက်20ပဲလက်ခံမှာမို့လို့10ယောက်ပဲကျန်မှာတော့တယ်ဗျခင်ဗျာကျွန်တော်တို့ဒီနေ့အတွက် Android grammar တန်းလေးကိုဆက်လိုက်မယ်ပေါ့နော်ဒီနေ့ကတော့9ရက်မြောက်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆက်လိုက်ပါမယ်ထုံးစံအတိုင်းကျွန်တော်တို့ revision လေးရစလိုက်မယ်ပေါ့နော်မနေ့ကခန်းလေးက8ခန်းပေါ့နော်8ခန်းမြောက်လေးကျွန်တော်တို့ဟာစုကနိုင်ဝါခဲကနိုင်ကွက်လက်စရာအကြောင်းမရှိဘူးเนาะဘယ်လိုမျိုးနေရာမှာတုံးလဲဆိုလို့ရှိရင်ကျွန်တော် sentence ပုံစံလေးကိုတွဲမှတ်ရမယ်ပေါ့နော်တိတိကျကျခရီးပြထားတာအတွက်ကြောင့်မို့လို့သူမလာစရာအကြောင်းမရှိဘူးခိုနိုင်ဟာစုကနိုင်ပေါ့နော်လို့ရှင်ကွက်လက်လို့တစ်ထစ်ချပြောလို့မရဘူးတိုဝါခါခီရနိုင်ကွက်လက်လို့တစ်ထစ်ချပြောလို့မရဘူးပေါ့နော်ဈေးကြီးတယ်လို့ဆိုတိုင်းတေချာပေါက်အရေးသွေးကောင်းမယ်လို့တစ်ထစ်ချပြောလို့မရဘူးအဲ့လိုနေရာလေးမှာတုံးတယ်နော် sentence ပုံစံလေးတွဲမှတ်ရမယ်ပေါ့နော်ဝါခဲတဲဝါနိုင်တိုယူဝါခဲတဲဝါနိုင်ကွက်လက်တဲရတော့မဟုတ်ဘူးအချိန်ကြာကြီးစာအုပ်ကိုငှားထားပေမဲ့လေမင်းနေတယ်ရတော့မဟုတ်ဘူး तू ကသူ့ကိုတွေ့ရလို့ရှင်သတိရသွားတယ်ဒါပေမဲ့သူ့မတွေ့လို့ရှင်ကြတော့လည်းမေ့နေမင်းရတော့လည်းမဟုတ်ဘူးသူ့ကိုတွေ့သတိရတယ်ဒါပေမဲ့ပြန်ပေးဖို့ကမပေးပြဘူးဖြစ်နေတယ်အဲ့လိုပုံစံလေးပေါ့နော်နောက်တစ်ခုနော်တဲဝါနိုင်ရတော့ तू ကလုံးဝဂျာနိုင်အငင်းပဲပေါ့နော်ဘာမှမထွေထူးမရှိဘူးတော့ကျတော့နိုင်ခွတ်တူဝါနိုင်မလောက်တာတော့မဟုတ်ဘူးနော်သူကနိုင်ခွတ်တူဝါနိုင်အငင်းလေးနဲ့မှဒီသူလည်း internet လောက်တဲ့ပုံစံလေးပဲပေါ့နော်ဒီနောက်အောက်က3ခုလုံးက3ရော4ရော5ရောက internet ပုံစံလေးပေါ့နော်ဒီနေရာကနေပြီးတော့ဘူတာအထိလမ်းမလျှောက်နိုင်တာတော့မဟုတ်ဘူးဒါပေမဲ့အချိန်တော်တော်လေးကြာမယ်လမ်းလျှောက်မှာတော့မဟုတ်ဘူးမလျှောက်တော့ဆိုတော့မဟုတ်ဘူးနော်အဲ့လိုမျိုးလေး internet ပုံစံလေးပေါ့နော်ပြီးလို့ရှင်ခွတ်တူဝါငါနိုင်နာနေခွတ်တူဝါနိုင်နာနေငါကွက်လက်တာကတော့ကွက်လက်ပဲမဲ့နော်ဒီသူရှိကစာအုပ်ဖတ်တာတော့ဖတ်ခဲ့ပေမဲ့နားလည်လားဆိုရင်နားမလည်ဘူးဒါမဖတ်လို့လားဆိုတော့မဟုတ်ဘူးဖတ်တယ်ဒါပေမဲ့နားမလည်ဘူးအဲ့လိုပုံစံလေးပေါ့နော်ကဲအဲ့ကျွန်တော်တို့ဒီနေ့အခန်းလေးကိုတွားလိုက်ပါမယ်ဒီနေ့အခန်းလေးကတော့ကျွန်တော်တို့ N4 N3 N2 N1 ထိကိုတီးရမယ်កောင်လေးပေါ့နော်ဒီအခန်း9လေးကကြတော့ကိုကပြောတတ်ဖို့တဲ့သူများပြောလာလို့ရှိရင်နားလည်ဖို့နဲ့ listening လေးမှာဆိုလို့ရှိရင်ချက်ချင်းအတိတ်ပဲပြန်နိုင်ဖို့အရင်ရေးကြည့်တယ်ပေါ့နော်ရိုးရှင်းလေးပဲ N4 မှာပါပြီးသားဒါပေမဲ့အမြဲတမ်းမှားတတ်တယ်တဲမိုရာရီတိုင်းတဲအီရာခီတိုင်းတဲဟိုရှိ तू ကဘာနဲ့ပုံစံတူလဲဆိုလို့ရှိရင်တဲခူရာဆိုင်ဘာကွာလုံပေးတာကိုလက်ခံရရှိခြင်းနဲ့ဘာညာမှတ်နေပဲနဲ့သူများလုံမယ်လို့ပဲမှတ်လိုက်သူများလုံမယ်သူများရဲ့လုံဆောင်ချက်ကျွန်တော်တို့ listening ဖြေလို့ရှိရင်အဲ့ဒါတွေကိုစဉ်းစားရင်းနဲ့အချိန်ကြာသွားလိမ့်မယ်ပေါ့နော်ဒါတော့ဒါတွေးလို့ရှိရင်သူများလုံမှာဒါပဲမှတ်လိုက်ပြီးလို့ရှိရင်သူများလုံတဲ့ခါနောက်ထပ်နှစ်ခုရှိသေးတယ်ဒီတဲခူရာဆိုင်နဲ့တဲခူရဲနဲ့နော်အဲ့ဒီနှစ်ခုလုံးကလည်းဘတ်တဲခူရဲဘတ်တဲမိုရိုင်းတိုင်းဘတ်တဲအီရာခီတိုင်းဘတ်တဲဟိုရှိသူများလုံမှာနော်အဲကြောင့် sentence လေးကိုကြည့်လိုက်မယ်အဲ့ဒါကိုလုံးဝမှတ်ထားရမယ်ဒါရကနေကြည်ပွန်တော့နာယာမီကိုခီးတဲ့မိုရိုင်းတိုင်းတို့အမိုးခုတ်တို့ကအာရီမတ်တစုံတယောက်ရှိမှမိမိရဲ့ခံစားနေရတာတွေကိုနားထောင်ပေးစေချင်တယ်လို့တွေးဘူးပါတယ်နော်အမိုးခုတ်တို့ကတွေးဘူးတယ်နော်တွေးကျွန်တော်တို့ဒီမှာလဲခီးတဲ့မိုရိုင်းတိုင်းတခြားသူနားထောင်တာကိုလိုချင်တာပေါ့နော်အဲ့ဒါမျိုးမတွေးဘဲနဲ့နားထောင်ပေးစေချင်တယ်ဒီလောက်ပဲသူများနားထောင်ပေးမှာတော့ကိုတိနိုင်ရပြီပေါ့နော်အဲ့ဒါမှ listening မှာဘာသာပြန်ရတာမြန်မှာပေါ့နော်နောက်တစ်ခုခုနိုရှော်တို့ကြီးချော့တိုမီတက်ရတာခီတိုင်းတစငါဒါကကျွန်တော်ရင်ကျေးတဲ့တောင်းတုံးလေးဖြစ်သွားပြီစားစာတန်းကိုကြည့်ပေးစေချင်တယ်ဒါအထက်လူကြီးကိုပြောတဲ့ပုံစံလေးပေါ့နော်ရတာခီတိုင်းအကြောင်းကျွန်တော်ရင်ကျေးတဲ့တောင်းတုံးလေးပေါ့နော်စံပန်ခုနိုရှင်ငေါတိုကဒါတဲ့နီမိုတက်ဆွတ်တဲ့မိုရိုင်းတက်ခုမိုရိုင်းတက်ခုနိုင်ကြည်ပွန်ဒီတိုရီတဲ့ຢာလေးတိုင်းဒါလေးကငင်းပုံစံလေးပေါ့နော်ဒီကောင်လေးငင်းပုံစံလေးဒီအလောက်ကဆိုလို့ရှိရင်ဘသူစီယာမှာအကူညီမလိုချင်ဘူးတယောက်တည်းလုပ်ချင်တယ်နော်ဘသူမှကူညီပေးတာကိုမလိုချင်ဘူးသူများလုပ်ပေးတာကိုမလိုချင်တာနော်အဲကြတော့သူကအငင်းပုံစံလေးပေါ့နော်နောက်တစ်ခုစူတိုဘိုကူနိုဆိုဘာနီအီတဲဟိုရှိတောက်လျှောက်ကျွန်တော်ရဲ့ပေးမှာပဲရှိသေးချင်တယ်တိုးခုရဲ့အီကာနိုင်တဲ့ဟိုရှိအဝေးကြီးကိုထွက်မသွားစေချင်ဘူးဒါလေးနော်ဒီရစကားပြောချင်မှတ်ထားလို့ရတယ်ပေါ့နော်ကဲတော့ကျွန်တော်တို့နောက်တစ်ခုကြည့်မယ် JLPT ဆောင်းပွဲအတွက်ဆောင်းပွဲနေလို့စိတ်ပူနေတယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာဒီ all question အတန်းလေးရှိတယ်ပေါ့နော်မေကွန်ဟောင်း10စုံကိုလုံးဝအသေးစိတ် listening ကနေစပြီးတော့ရှင်းပြပေးထားတာပေါ့နော်ဈေးနှုန်းကလည်းတတ်တာပါတယ်မြန်မာဝင်နေဆိုရင်3000ပဲရှိပါတယ်ဗျအားလုံးပဲလာရောက်တက်ဖို့ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်နောက်တစ်ခုကဆန့်ကျင်ဘက်ဆာဆက်တဲ့မိုရာကြီးတိုင်းတရှိရခေါင်းဒီအလိုင်းပြောင်းပါပေါ့နော်ဆာဆက်တဲ့အီတာခီတိုင်းဆာဆက်တဲ့ဟိုရှိကျွန်တော်ရှိရဆာဆက်တဲ့ကိုတွေ့ပြီဆိုတာ ਨੇ ကျွန်တော်တို့ကိုကလုံးမှာသူနဲ့တိတ်ပဲတူတယ်ကနောက်တစ်ခု၃ခုမျိုးရှိတယ်တဲမိုအီဒက်စကလောက်လေပဲရလားတိုင်းနာနီတိုင်းဒါပဲတိုင်းနော်မီတိုင်း
စားခြင်းနဲ့တောက်ခြင်းနဲ့ပြီးလို့ရှိရင်ဒါပဲဆက်ဆက်တဲ့အဲ့လောက်ပဲနော်နောက်ကရတခိတိုင်းနေမိုးရိုက်တိုင်းနေမပါရင်တော့ဒါပဲဆက်ဆက်တဲ့ဆိုရင်စားပြရစီဆိုတာကိုလုံးမဲ့ဆိုတာကိုသိရမယ်ပေါ့နော်ကြည့်မယ်တန်အင်းအေပေါ့နော်ဆိုင်ဝန်တန်းအေကနေပြောတယ်ဟီရုယာဆိုမီကမီတီကိုင်ယောနဲ့တဲ့ဟီရုကိုဟန်ကိုမို့တိုယူခူရီတာပဲဆက်ဆက်တဲ့မိုးရိုက်တိုင်းနဲ့တဲ့ဒီနေကင်းအနာယူချိန်တွေကတိုးတယ်နော်တဲ့နေလဲစာလေးကိုတော့ပို့ပြီးတော့အေးစေးလေးစားခြင်းနဲ့နော်သူအဲ့လိုမျိုးစားခြင်းနဲ့သူနော်ဆက်ဆက်တဲ့မိုးရိုက်တိုင်းစားခြင်းနဲ့သူကိုကလှုပ်ချင်တာအားလေးကိုသိရမယ်အမှတန်းရင်ပြန်ပြောတယ်ဆိုတာနဲ့တဲ့တန်ချော်နီအတင်မီရောတဲ့ဆိုင်မန်နေဂျာကိုပြောကြည့်ရအောင်တဲ့နောက်တစ်ခုနိဗန်ခေယောဝနျူကန်ရဲ့အခါနာခဲတဲ့ဘာနာရာနိုင်နော်တဲ့ဟာယခုခိုင်ရစတဲ့တခိတိုင်းနော်တစငါဒီနေ့ကလာဝကရဲ့ရောမသွားရမရတော့ကြောင့်မလို့မြန်လေးပြန်ပေးရစေစောစောလေးပြန်ပေးရစေဆိုပြီးတော့ပြောတာပေါ့နော်ဒီလိုမျိုးကိုကလှုပ်တဲ့နေရာမှာတုံတယ်ဒါလေးကိုလုံးဝခွဲပြီးမှတ်လိုက်တော့ပေါ့နော်ကဲပြီးနောက်တစ်ခုကလည်းသူကဒိဗေလေးကလွယ်လေးနဲ့ရောတယ်တိုအီဘာအီတာရာအီကွက်လက်လက်ရင်ကောင်းမှာပဲအဲ့တော့နှစ်ခုခွဲထားပေးတယ် A နဲ့ B နဲ့နှစ်ခုလုံးကတော့ကွက်လက်လက်ရင်ကောင်းမယ်ကွက်လက်လက်ရင်ကောင်းမှာပဲဒါပေမဲ့သူ့ရဲ့ sentence ပုံစံလေးကကွဲတယ် A ရကြတော့ဆန္ဒကိုပြောတဲ့နေရာမှာတုံးတယ်နောက်တစ်ခါကျအကြံပေးတာဒါလေးလုပ်လိုက်ရင်ကောင်းမယ်အဲ့လိုပုံစံလေးဖတ်ကြည့်မယ်ပေါ့နော်အချီဆိုစုကီယောရှိခိတဲ့ဒီကောင်ဘွယ်နေတမိန်ခမ်းမှာပေါ့နော်ဆန်စီဆရာပြောနေတဲ့ခုနိုကူရာစုမိုခီယောတဲ့အိုဝါဂါရက်တက်ဒီနေ့တန်းလည်းပဲဒီနေ့ပဲခွဲခွာရတော့မယ်နောက်ဆုံးနေ့ပဲပေါ့နော်အစ်စုကမာတာမေနာတဲ့အာရူတိုအီဒစနေနော်တစ်ချိန်မှာအားလုံးကိုမာတာမေနာတဲ့ပေါ့နော်နောက်တစ်ဖန်အားလုံးကိုတွေးနိုင်ရင်ကောင်းမှာပဲဒါဆန္ဒလေးပြောတာပေါ့နော်ဆန္ဒလေးပြောတာနောက်တစ်ခုစိုက်ကင်စုတိုခရဒါနော်ချောရှိကဝါရီခုတလောတောက်လျှောက်ခန္ဓာကိုယ်ရဲ့အခြေအနေကစိုးနေတယ်နေမကောင်းဝါရီပြောခိတဲ့နားခဲ့တယ်ပါဤကားတဲ့နော်ဒီစိုးရတဲ့ယောဂမဟုတ်လို့ရှိရင်ကောင်းမှာပဲဒီရဲ့စိတ်ဆန္ဒလေးပြောတာနော်ဆန္ဒပဲနောက်တစ်ခုလာမယ်သူလည်းအဲ့ဒီ sentence ပဲဒါပေမဲ့သူအကြံပေးတာစကာရတေအီရူယောဒက်စနေတဲ့အာရှတာဝယခုရီယာစုမှုတိုအီဒက်ယောတဲ့ပင်ပန်းနေတဲ့ပုံပဲနော်တဲ့မနှက်ဖြန်ကတော့နာနာနေနေလေးအနားယူလိုက်ရင်ကောင်းမယ်နော်သူအကြံဉာဏ်ပေးတာနော်သူဆန္ဒမဟုတ်သူ့ကိုအကြံဉာဏ်ပေးတာနောက်တစ်ခုその仕事気が進まないのなら引き受けなければいいじゃないですかတဲ့အဲ့ဒီအလုပ်ကိုစိတ်မပါဘူးဆိုလို့ရှိရင်လက်မခံတာမကောင်းလားဂျာနိုင်ဒက်စကာဆိုတာမဟုတ်လားလက်မခံရင်ကောင်းမယ်မဟုတ်လားလက်မခံရင်ကောင်းအဲ့ဒီဂျာနိုင်ဒက်စကာထပ်မှတ်ထားရမယ်လို့ထင်တယ်လို့လည်းတိုက်ရိုက်ပါတာပြန်လို့ရတယ်လက်မခံရင်ကောင်းမယ်လို့ထင်တယ်လက်မခံရင်ကောင်းမယ်မဟုတ်လားကြံပေးတာပေါ့နော်အဲ့လိုမျိုးလေးဒီ sentence လေးကသုံးတယ်ပေါ့နော်အားလုံးပဲနားလည်သွားမယ်လို့ထင်ပါတယ်ဗျကျေးဇူးတင်ပါတယ်